မာနွေငင်းချမ်းကြီးမြေတော်ပွဲတို့ဇနီးကြဝိမဖျားဖူးကြွကြောက်လာချတဲ့ဇူတီလေးစားပါတော့ Archbishop Nicholas Mann နဲ့တကွမန္တလေးဟာခကလေးသာသနာနဲ့အတီးဒီမှာဖုံတော်ကြီးများတီလာရှင်များဓမ္မဆရာများနဲ့ဘာသာသူသားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်ဝတဲ့နာနဲ့ခင်ပါလို့အိုးစွာနှုတ်ဆက်ပါရစေဒီမေရောရင်ပြင်မာမေရောသားသမီးများအခုလိုဆုံလည်ရောက်ရှိလာကြတာကိုတွေ့မြင်တဲ့အခါညီအကူတို့ဒီတလုံးတဝထဲစိတ်သဘောထားညီညွတ်စွာနေထိုင်ကြသည်မှာလွန်စွာကောင်းမြတ်၍နိတ္တဝေဖြစ်ပြီးဆိုတဲ့စာလံချမ်းပြုပုဂ္ဂိုလ်ရဲ့ဘဝတည်တည်ဖရာရဲ့နှုတ်ကပတ်တော်ပြီးဆုံးပြီလို့ဆရာတော်အနေနဲ့ခံစားမိပြီးတော့အတိုင်းမဲ့ဝန်တာပီတိဖြစ်မိပါတယ်ဓမ္မဟောင်းခေမအဖအာဗြဟံကိုယုံကြည်ခြင်းဖခဲ့လို့ခံယူကြပါတယ်သူရဲ့ယုံကြည်မှုကြောင့်တူကူတိုင်းဖရာသခင်ရဲ့မိတ်ဆွေဟူသောဘုရားနာမကိုရရှိတယ်လို့သူရဲ့ပြီးဆက်မှုဆွလွတ်အနိနာခံမှုကြောင့်ဣသရေလမျိုးတွေကဘုရားကောင်းကြီးခံစားရပြီးဘုရားလိုမျိုးတော်အဖြစ်ယက်တီလာနိုင်ခဲ့ပါတယ်ဓမ္မတိခေမမေရောမာရိယာဟာယုံကြည်ခြင်းမိခင်ဖြစ်လာပါတယ်သူမရဲ့ယုံကြည်မှုကြောင့်ဘုရားရဲ့မေတော်ဟူတော်ဘုရားနာမကိုရရှိတယ်လို့သူမရဲ့ယုံကြည်မှုနာခံမှုဆွလွတ်အနိနာခံမှုကြောင့်ကျွန်ုပ်တို့အားလုံးမေတော်သားသမီးတွေကကောင်းချီးမင်္ဂလာခံစားရပြီးအခုလိုကဘာနဲ့အနတ်မြန်မာပြည်တော်ဝန်တက်တီခံနေကြတာဖြစ်ပါတယ်ဒီကနေ့စင်ဖရီဆာလန်ရှင်တွေတီလာရှင်ဆေဘာကတက်တီစာပြုချီရတာကိုအခွင့်ကောင်းလို့ပြီးဖော်ရမုန်ချစ်အကြောင်းကိုအနေငယ်ဝေမျှပါရစေသူတော်စင်ဘဝဟာလွေမယောင်နဲ့ခက်တိမ်မယောင်နဲ့ဒုက္ခနဲ့ဒုက္ခဒွန်တွဲတဲ့မမြတ်တဲ့ဘဝလေးပါဒီအချိန်လေးမျိုးလေးဒီမှာစီစဲတို့အားငယ်တိုင်းအဆုံးမပြီးနောက်မဆိုကြပါနဲ့အနာမှာကိုရောရှင်ရှိတယ်ဆိုတာအားပြီးတိုက်တွန်းလိုပါတယ်ဖယားရှင်ကအာဗြဟံကိုကောင်းကြီးမပြီးခင်သူ့ရဲ့ဆွလွတ်အနိနာခံခြင်းကိုအရင်တောင်းခံခဲ့ပါတယ်ဒီကနေ့အာဗြဟံရဲ့သားသမီးများဖြစ်ကြတဲ့စီဆယ်ပါးတို့ဟာလည်းပဲဖယားရဲ့ခေါ်ရံကိုကြားလို့ထူးပြီးမိမိတို့ရဲ့ချစ်လာစွာတော်မိကြီးရုပ်ရှင်မိဘနာပါညီကိုမောင်နှမများတငယ်ချင်းများတန်ကြောရှင်များမွေးရမြေကိုစွန့်ခွာပြီးတော့မိမိတို့ရဲ့ဘဝတစ်ခုလုံးကိုဘုရားခင်ထံလုံလျာအနံပူဇော်နေကြတာဖြစ်ပါတယ်မိမိတို့ကိုယ်ပိုင်ဆန္ဒကိုချူးနေချမ်းရခဲ့ပြီးဘုရားရဲ့အလိုတော်နဲ့အမှုတော်ကိုထမ်းဆောင်ဖို့ဒီလိုတတ်သိရှိနဲ့စိတ်ကိုချစ်တက်လာကြတာဟာဖြင့်မှန်ကန်တဲ့လို့ရအမတန်ကုန်ဆရာကောင်းတဲ့လို့ရမေတော်တခေမလို့စွန့်စားခြင်းလို့ရဖြစ်တဲ့အပြင်အမိကယ်ရီအတင်းတော်ရဲ့တန်ရှင်းမွန်မြတ်ဟာပါမှုကိုတက်တီထူခြင်းလို့ရလဲဖြစ်ပါတယ် Sister တို့ဂရီနဲ့ပတ်သက်လို့နည်းနည်းပြောပြရစေဒီကနေ့ပြုမဲ့ဂရီတိစာကိုလောကမှာနေထိုင်ကျင့်ကြံရမှာဖြစ်တော်လဲပဲလောကနဲ့မဆိုင်ပဲလောကုတ္တရာနဲ့တဆိုင်တဲ့ဘဝဖြစ်ပြီးญาတက်ပံဘဝပြီးဆက်ကျင့်ကြံရမှာမို့လို့ဓမ္မဟောင်းထဲကဇာကုတ်နီးသူ
พยาตะเข่งกูอเมเพชรตัวกะสู้ต้องในมาตาลินดีบอกว่ากูเปียวเปียวส่วนเนี่ยไปทุยในมาที่บาเล่ตะเข่งคริดดอกอาซากูส่วนปีแค่เดอยาดีกูยังเพชรมีโลมาปุยไปมีตะลูที่บาเล่นี้เป็นดูดีพยาตะเข่งทาราพยาอากูอลัวเลี้ยวกะดิติสาทายวิกูเน่มวดสุโดสกากูตีสีวิกะดิสีเดอตัยปิวยามีสุเดจาสกาโรเนองีกะดิติสาสุดาตีเมมะบวะตัมบัวสีมาพิบาเรกะดิติสามาปิวมีเต็งกูตงตาโลพยาตะเข่งกูอเกสันเดตูแก่ดูมาพิสิเนลูนีติดิตนาจาสารกาเลกดิติสาพิวเชเนปัตเตลูตีจีเมเมียนบุตริปีรากูจีเยพยากูรวยเนกดิปีปีรอรวยเนกดิเผาเปลี่ยนตัดเดเจนหาเอมดามะอันเยมียเดบวะพิจัดพินิจอตัดที่ปิวยามาพิบาเรตุโรเซนสิเสปองโลตุโรเซนเต็งกาหากูขันดาตัววัดจังดอกพิตลูตุโรเซนโดเยกดิติสาตุงปะหาเลเบเซวิญญาตัวท่าบาเดวัดจังดอกพิบาเรดีกูขันดาเต็งกาเนเซวิญญาเต็งกานัทเฮสลงวันเซวันยงอภิวันยงมาทาเดตุโรเซนดาบาฮามิอลูสันดากูเบสิตันเดนีมาพิบีกูพินิดาเนกูยุยเชเดลานหาปดานตะลานตานตะลานพินิมาโมโลพยาเนตากนาโรตูตบากูเซชันดาบุปีเมมาสุทานเนองมิกูตองมาเต้ตองโปยาวเด็กงากะลีลูชันดามุปีในมัมโหเดจองกูเลเบตดิวนจาบายาจีกริติสามะยาเตปันติสาดุตูเตกูเปียวขันอยู่จาราฮาตะเข่งคริดดอกะจีเนยาดุสุยบาลุซิมอนเปโตรกูมิงดอมูราเนอตูรูพิเดลุเสียรอขันอยู่มีบาอเมโรอไตซองยเลยเดไปก่อนเปลุมตะเมียวเมียสรองาตุยกูพันมีเดตันเปโตรอจูจีลาเดซิมอนเปโตรเยเนชาเชเนนาขันเชนสานโมนากูพิสายุเมสิเซโรเลบาดาดูอยาวไตตูอยู่จาบาสูซิมอนเปโตรฮามิไปใส่ตัวเนี่ยพิสิพิเดจีเทกางามิโอสมกูนิยองยาบาพายามาตงปิวเดตูเย่ไปกองกูสโลแค่ปีตะเคยิสูน่าไลกาตะเคยิสูอัตวลูกูพันเดตังอาเดเปียวส่วนที่ยาวลาเดตมานโอจีตบาพิลาไนแค่ตะลูดีกันนี้กริติสาบิวเมติลาเซนโดดีเลลีเทกะไลมิโอสงนิยองยาปาพายามาอตงปิวเดเตนโดเยเทเลโฟนเนลีลงทุยมุมิโอกูสโลแค่พีตะเคยิสูน่าไลดาน่าไลกาตะเคยิสูอัตวลูกูพันเดตังอาเรเปียวส่วนที่ยาวหาเดซิสเตสติลาเซมวีพิลาไนจาบาเซโลตดีปีเยเนสุตองปีอาบาเดมูเปียงเข้าสวยซาบีลีอหงซีเลียลูมูจีอัทุตดีสิเนชองจีจาบาสุเชนดาดีมาลูมูจีเกซาจัดเมียกูอเซงเปียนเนลูกสองปีดอก
လို့တည်းများအရာကို Facebook ပေါ်တင်မင်း Facebook မင်းသမီးများဖြစ်ရတဲ့ဇလာမျိုးများကိုအထူးတတိစီစီနဲ့ရှောင်ကြည်စီချင်ပါတယ်ဧဝကအာဒံကိုနဲ့ကြည်ကြည်နတ်နတ်စကားပြောဖို့မရလို့လားမသိဆရာတော်ရဲ့အသွေးကလေးပါနတ်ဆုနဲ့စကားဆုံမိတော့အာရမ်နဲ့အတူပါရာဒီစုဥယျင်ကိုစွန့်လိုက်ရတာအနိထာယုံကိုတတိပြုကြလျက်ဧဝအတိမေရောမာရိယာလူအာဒမတိခရစ်တုသခင်တာလေနာထောင်နာခလျက်အာရမ်ရဲ့တာသမီဒီကိုမူကောင်းကင်ပါရာဒီစုဥယျင်စီတခါပြန်ခေါ်လှည့်ကြပါအောင်လို့နောက်ထပ်တစ်ခါအကူအညီတောင်းလိုပါတယ်ဒီအချိန်မျိုးမှာတော့အမြင်မားလို့အမားမြင်မိတာလားတော့မသိပူပင်တော့ကဖြစ်မိတဲ့အခါပူပင်တော့ကကဲမဲ့တဲ့ဘာစီတော်လို့ပဲဇန်တာကူးမြလို့လည်းမသိတငယ်ချင်းဆရာတော်ကလည်းပဲတတိယမိပါတယ်ဒီအချိန်လေးတွေမှာစီဆယ်တို့မယ်ရီလူတခင်ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ရင်ဖိုင်ရင်ကမ္မထာဆိုကြပါမယ်ရီမက်ဒလေလူကိုရဲ့ဘဝအဘလစတာမွေးကြိုက်တဲ့ဇီမွေးပလင်းကိုတခင်ခရစ်တော်ရဲ့ခြေရင်းမှာပဲဖောက်ခွေပြီးတော့တခင်ခရစ်တော်နဲ့မေတော်နဲ့အတူကိုရဲ့သာသနာပြုလို့ငါမှာမွေးကြိုင်နိုင်ကြပါစေစီဆယ်တို့ထွန်တုံးကြိုင်ပြီးနောက်ထက်မကြည်ရဆိုတဲ့ကိုရောရှင်ရဲ့မိန့်မှချက်နဲ့ငါဒီလောကအတွက်ကားရိုက်ပေါ်တင်ခံပြီးလောကကြီးကလည်းငါအတွက်ကားရိုက်ပေါ်တင်ခံရပြီးဆိုတဲ့တန်ပေါ်လူရဲ့စက္ကပ်ပူဇော်ခြင်းကိုအောက်မိတရိယကြလေပိလာရှင်များကလည်းမိမိတို့ရဲ့ဘဝဟောင်းအီဂျစ်ပြည်ကိုဆွန့်လွတ်ရင်နောက်ဆာမတင်ကြပါနဲ့တော့လို့အကြံပြုလိုပါတယ်မိမိတို့ရဲ့လောကနဲ့အသွေးအသားလွင်ဆန္ဒဣစမာအဲလ်ကိုအာဗြဟံနဲ့အတူအပီးအပိုင်လုံးဝအုပ်တုံဆွလွတ်ပြီးမိမိတို့ရဲ့အိုင်ဇက်ဂတိတိစာတုံးပါဘူးမိမိတို့ရဲ့နှလုံးသားဇစ်ပလင်ပေါ်မှာအနံပူဇော်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ဆွလွတ်ခြင်းအကြောင်းပြောရမယ်ဆိုရင်ဘယ်သူအတွက်ဘယ်သူကဘယ်အရာဘယ်သူကိုဆွလွတ်ရမလဲဘာတွေ့ပြီးဆက်ရမလဲဖယားအတွက်မိမိရဲ့မိဘဆွေမျိုးဇာတိချက်မြုပ်မိကိုဆွလွတ်ပြီးဖယားတခင်စီလွတ်တော်မူတဲ့နေရာဒီတအတီးဒီလူမျိုးများစီကိုပျော်ပျော်ဆွန်းဆွန်းနဲ့အပြုံးပါလေးများစုဆောင်ရင်အစီခံမှုတွားရောက်တော့မှဖြစ်ပါတယ်ဒါလည်းပဲတန်တာတရီဇာလီရဲ့သာသနာပြုစိတ်ဓာတ်အစစ်အမှန်ပဲဖြစ်ပါတယ်ထာဝရဒုက္ခချမ်းသာကိုပိုက်ဆိုင်နိုင်ဘူးသင်္ခါရလောကရဲ့စီးစိမ်ဥစ္စာကိုစွန့်လွတ်ရတော့မည်မိမိတို့ရဲ့လူဝင်ဆန္ဒကိုစွန့်လွတ်ပြီးဖယားတခင်နဲ့ဖယားနေရာယူတဲ့မိမိတို့ရဲ့အကြည့်အကဲများရဲ့လူဝင်ဆန္ဒအတိုင်းအသက်ရှင်နေထိုင်ရတော့မည်အတွေ့အတာအတ္တစိတ်ကိုစွန့်လွတ်ပြီးချစ်ချင်းမိတ္တာနဲ့အကျဉ်းလာတရားလက်စွပ်လက်ကြိုက်ထားပြီးမိမိတို့ရဲ့ဘဝတစ်ခုလုံးကိုကားရိုင်အားဖြင့်အလှဆင်ရတော့မည်ခရစ်တော်လိုမွေးချရတော့မည်မိမိတို့ရဲ့နှလုံးသားမိအိမ်ထဲမှာချစ်ချင်းမိတ္တာစီအပြည့်အဝထည့်ပြီးယုံကြည်ခြင်းမင်းအရှင်အမေထွန်းရင်တို့သာခရစ်တုသခင်ကိုအရှင်အမေတတ္တိစီစီနဲ့ဆုံးမြော်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့စိတ်စီတေးခန္ဓာတူဒီဟောအားကြည့်တော့သူထက်၎င်းမိမိစိတ်ကိုချုပ်တီးနိုင်တော့သူဒီ
မြို့ကိုတင်းစုလိုက်တော့သူထက်၎င်းပူရိတ်ကောင်းမြတ်ဤလို့ပညာပါရမီကျမ်းပြုပုဂ္ဂိုလ်ကဇီတာခဲ့တယ်လို့ပျော်ရွှင်ခြင်းနဲ့ငြိမ်သက်ခြင်းကဲမဲ့တဲ့မနုဿလောကကြီးကိုမိမိတို့ရဲ့ oasis နှလုံးသားဆန်းရည်ကနေဘုရားခင်ရဲ့ချစ်ချင်းမေတ္တာငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ဆိုလန်းခြင်းဧဝံဂေလိတရားဒီသနာတော်ကိုစီစဉ်စီလျက်ကဘာသူကဘာသားတော်ဟာမြို့လင်းခြင်းနဲ့ပြည့်စုံစီပြီးနှွေးထွေးတဲ့မေတ္တာတရားနဲ့လွမ်းခြုံပြနိုင်ဖို့အထူးလိုအပ်ပါတယ်ဒီလိုမျိုးလို့နိုင်ဖို့လေဖရာတခင်နဲ့ပေါင်းဆက်နိုင်အောင်မမမိဘူးကားရိုက်ကိုဖက်ကြပါကျွန်တော်တို့ရဲ့ကူးကွယ်ယုံကြည်တဲ့ဖရာဟာအသွေးပုံပြင်ထဲကဖရာလူနဲ့ကင်းကွာနေတဲ့ဖရာမဟုတ်ပါဘူးအသွေးအသားနဲ့လောကကိုကြွရောက်လာတဲ့ဖရာအချစ်ကအနာမှာမဲမတိလို့ဝေးနေတာဆိုတဲ့တခြင်းစာသားလေးကအဓိပ္ပာယ်စီထားပါတယ်ဘယ်သူစီမှမပြောပြမဲ့ဒီတခြင်းစာသားလေးကဆရာတော်ရဲ့အသေးဆွေးစာသားလေးပါလူတွေအသာဆံဖို့အနာခံပြီးလောကကိုဆင်းကြွလာတဲ့ဖရာလူတွေရဲ့အပိကျွေးကိုသူ့ရဲ့အချစ်သွေးနဲ့စီကြောတန်းဆင်ပြတဲ့ဖရာလူတွေကိုကျွန်တော်တို့အပါအဝင်အပိမြောင်းကြားထဲကနေအချစ်ချောင်းဖျားကိုခေါ်ဆောင်တဲ့ကျွန်တော်တို့ရဲ့အရှင်တခေမဖယ်ကြပါနဲ့လူတွေကိုအပိမမြင်တဲ့အချစ်တခေမားတဲ့လူသားတွေကိုမေတ္တာတရားနဲ့ကူညီတဲ့တခေအနာဂတ်ဖရာနဲ့အမားရဲ့လူသားဟာနီးရဲ့နဲ့ဝေးနေတတ်တဲ့အရာတော့ဓမ္မတာပဲဒါပေမဲ့လို့ဖရာနဲ့အမှန်တကယ်နီးဘူးတရားရဲ့လူသားဖြစ်ဖို့အရေးကြီးပါလေအမားကိုပြစ်ပြီးတော့တရားကိုချစ်ရင်ဖယားနဲ့လူသားတို့ကြားမှာနှလုံးသားချင်းစိတ်ထားချင်းမဝေးနိုင်ပဲကျွန်တော်တို့ဖယားကိုအပီးအပိုင်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဘာတို့ပေါင်းတို့အနည်းကဖယားကိုနှလုံးသားရဲ့အဝေးဆုံးမှာထားကြလို့တရားမရပဲအမားတွေနဲ့ကနေတတ်တဲ့ကျွန်တော်တို့ပဋိဌာကြရအောင်နှလုံးသားထဲမှာမရှိတဲ့ဖရာကိုအဝေးမှာရှိတဲ့လူတွေနဲ့နေရာမှာလိုက်ရှာရလဲဖရာနဲ့လွယ်အောင်မှာပဲခုနှလုံးသားထဲမှာရှိတဲ့ဖရာစီကိုပဲပြန်လာကြရအောင်တပည့်တော်ကြီးစုတဲ့ エスカရောဟာဖရာခရစ်တော်နဲ့ရဲ့အနည်းဆုံးမှနေရပြီမဲ့အမားရဲ့အစိတ်တွေတောက်မိခဲ့လို့တရားရဲ့အရေးအောက်ကနေပျောက်ကွယ်ခဲ့ပါတယ်နှလုံးသားမှာအမားကိုလက်ခံထားရင်မားတဲ့အယူအဝါဒနဲ့ဆက်သွားခဲ့ရင်ဖယားကိုစိတ်ခံသွားလို့မရတာသိချတယ်အနည်းဆုံးကဖယားကိုဘဝရဲ့အဝေးဆုံးမှာထားလိုက်တဲ့သဘောပါအမုန်းနဲ့အမားကိုပွိပိုက်ခဲ့လို့အနည်းကဖယားကိုမတွေ့လိုက်ရတဲ့ဟေရောမင်းကြီးကိုလည်းပဲတိုက်တတိယတင်ပါတယ်ဒါတစ်ပန်ဒရိတိစာဆိုမဲ့ sister တို့အခုနောက်ဆက်ချင်းအမျိုးမျိုးနဲ့ရင်ဆိုင်ဖို့အရှင်အမဲပဋိထားကြအစင်တဲ့နေကြပါကိုရောမြတ်ကိုစံတန်တရိစာလို့ဇုံကြည်အားကူကြပါကျွန်တော်တို့ရဲ့ God Emmanuel ကျွန်တော်နဲ့သူရှိတဲ့ဖယားကျွန်တော်တို့ရဲ့အနာမှာပဲဖယားနဲ့ဆွေပုံသရနဲ့တူတဲ့မိမိတို့ရဲ့ community မှာရှိတဲ့ sister တွေနဲ့ဘာသာတူရတယ်ပဲကျွန်တော်တို့ရဲ့အနာမှာရှိပါတယ်ဒါကြောင့်ဘုရားတို့ပေါင်းတို့အနည်းကဖယားကို
ဒီကိစ္စနဲ့ပတ်သက်လို့ဝါရင်ဆင်ဖရန်စစ်ဇေဗီယာစစ်စစ်တပါးရဲ့ဘဝအတွေ့အကြုံလေးကိုအောက်ပါကဗျာလေးနဲ့အားပေးပါရစေဘဝပန်းကလေးဝီနီချင်းကလောကကြီးကိုအဖဆင်ခဲ့ပြီးပါရမီအသေးလေးတွေမဲ့ရှင်ချင်းကစာလောင်တွေကိုအားဖြည့်စီခဲ့ပြီးစက္ကန့်မှုတည်ရွက်ကလေးတွေစင်လန်းရှင်ကခုနာတွေကိုအေးမြစီခဲ့ပြီးဘဝရွတ်ဟောင်းလေးတွေဆွေရုံဝန်းလေကြွေကြကမိမခခင်အထီးတခဲအတွက်အသင်းတော်အတွက်အားလုံးအတွက်အသက်ရှင်ခဲ့ပါပြီလို့ဆိုခဲ့အားကြောင့်စစ်စစ်တို့ကျွန်တော်တို့သိစိတ်တဲ့အခန်းကျင်းထဲမှာစုတောင်းလျက်တန်တာဒရိစာလို့ပြီးစနေစေမို့ဆိုပြီးဂုံလူလက်ပါလို့ဆိုနိုင်အောင်ကြိုးစားကြပါစို့စီစတဲ့တို့ဘာသာသူအပေါင်းတို့အာဗြဟံရဲ့သားဣဇက်ဟာအမျိုးမဖြစ်တဲ့ဆာရာကနေမွေးဖွားခဲ့တယ်လို့ဖခင်ရဲ့သားတော်သခင်ခရစ်တော်ယေရှုဟာလည်းပဲအပြုပညာစေမမွေးဖွားတန်းစင်တော်မူခဲ့ပါတယ်သူတို့ကလူတို့ရဲ့အတွေ့အတာမှမဟုတ်ဘုရားသခင်ထာမမွေးဖွားလာကြခြင်းဖြစ်၏အကြောင်းမူကားဘုရားသခင်မတတ်နိုင်သောအရာတဆုံတစ်ခုပြမရှိဆိုတဲ့ကျမ်းစကားတော်တွေကိုဒီကျမ်းစကားတော်တွေကအာဗြဟံနဲ့မေတော်တို့လူဘုရားနဲ့ပူပေါင်းပါဝင်ဆောင်ရွက်တတ်ကြဖို့လိုအပ်တဲ့အကြောင်းဒီကနေ့ဒီရင်ပြင်တော်မှာဖယားရှင်ကမေတော်ပွဲအဖြစ်မေတော်သားသမီးကျွန်တော်တို့အားလုံးကိုထပ်မံနူးဆော်တော်မူပါတယ်မေတော်ဟာမေတော်နဲ့နာခံခြင်းနဲ့တမန်တော်တို့ငါကြည့်ကြရအောင်မေတော်ကဖယားရဲ့အမိန့်တော်ကိုသာနာခံတာမဟုတ်မိမိခင်ပွန်းရှင်ဂျိုးဆက်နဲ့ရဲ့ဥဆောင်မှုကိုလည်းနှိမ်ချစွာလိုက်နာခဲ့တဲ့မေတော်ပါဒါကြောင့်ဘာသာတို့ပေါင်းတို့မိမိတို့ရဲ့မိဘနှစ်ပါးဆရာသမားတွေနဲ့အင်တူတက်ထားခင်ပွန်းတဲ့အချင်းချင်းရဲ့ဥဆောင်ဆုံးမပဲ့ပြမှုအောက်မှာနေချစွာနာခံတတ်ခြင်းဟာမေရောကိုစန္ဒအတုယူခြင်းဆိုတဲ့အမတန်ကုတူကြီးမားတဲ့တီလာကောင်းတပါပါရမီတပါဖြစ်တဲ့ဆိုတာအခုဘုရားဘုရောက်လာတူတိုင်းမေရောရင်ပြင်ကနေမထွက်ခဲ့မေရောရဲ့တရားပါရမီများကိုနှလုံးသွင်းသွားစီခြင်းပါလေမေတော်ရဲ့သာသနာပြုလုပ်ငန်းအသက်ဦးမင်းနေပြီးမိခင်အရွယ်လွန်အကူအညီလိုအပ်တဲ့အဲလီဇဘက်နားမှာမေတော်ရှိနေတယ်မေတော်ဟာအဲလီဇဘက်အကြောင်းတိတာနဲ့တပြိုင်နက်တွားရောက်ခဲ့ပါတယ်နောက်နီးချင်းမရှိပဲအလျံအမြန်ကိုငီပေးခဲ့ပါတယ်ကိုနိလူတူတွေရဲ့အနာမှာရှိနေတာထက်ကိုလူအနီတူရဲ့အနာမှာမေတော့လူကျွန်တော်တို့တွေရှိနေကြပြီလားကျွန်တော်တို့ခြေတော်တွေကိုမေတော့ခြေတော်လူအနီတူတွေရှိအလျံအမြန်တွားဖို့ပြီလားဒါမှမဟုတ်လူမှုရေးကိစ္စနဲ့ခြေတော်တူလောက်အောင်လျှောက်သွားနေတော့ပဲလားကိုလက်တွေဟာမေတော့လက်တွေလို့နောက်နည်းချင်းမရှိပဲလူအပ်တို့ကိုအကူငီပြီးတတ်ဘူးပြီလားတင်ဒီလိုကျင့်ခဲ့ဘူးပြီဆိုရင်တော့လူအပ်တို့ဒီစိတ်ငြိမ်းချမ်းလို့
ပူမီတူလဲပီတိဝီဖြာနိုင်လောက်အောင်တင်လို့တတ်ပြီဒါကြောင့်ဒီကနေ့ဒီငင်းချမ်းချင်းမေတော့ရင်ပြင်မှာကျွန်တော်အားလုံးအတူတကွဆုတောင်းခြင်းဟာအဓိပ္ပာယ်ပြပါပါတယ်ဘာသာတို့ပေါင်းတို့မေတော့လူသားတွေကိုလက်တွေ့ဖယားအယတာမီးဆန်းခံစားစီနိုင်သူဖြစ်ကြပါစေဆန္ဒပြုဆုတောင်းပေးပါတယ်မင်္ဂလာရဲ့ပါရမီကိုပြုပါရစေတပါဆိုရင်တော့တယောက်တည်းနေရင်တော့တယ်လီဖုန်းနဲ့နှစ်ယောက်သုံးယောက်နေရင်တော့စကားစမီဝိုင်းဖွင့်နားထောင်မဲ့လို့မရှိတော့အောင်ပြိုင်တူစကားပြောလို့ရှိတယ်ပြောတဲ့အရာလဲပါလဲမသိမိုးပြန်နေတာပဲယောက်ျားလေးတွေရဲ့ပါရမီကြတော့ယောက်ျားအတရားထိုင်ပြီးမလို့လေတိတ်စကားမပြောကြဘူးဒါမဲ့မိတ္တရီပလဲတော့မဟုတ်ပါဘူးဟိုပလဲတခုတော့ထောင်မိရင်တော့ပူညာဆုံညာအဆုံးမတတ်ဖြစ်နေပါတယ်အဲ့ဒါလေးတွေပဲအခုကောင်းတယ်ကျွန်တော်တို့ချင်းလူမျိုးများရဲ့အဆူလေးရှိတယ်ခေါင်ဦးနဲ့အချစ်နားမာနေတယ်ဆိုရင်တော့အချိန်ကုန်မှမတည်ဘူးအဲ့ဒါလေးတွေလေဒါတော့တကယ်ဖြစ်တော့လည်းပဲအစားထိုးကြရအောင်နော်အဲ့ဒါလေးပါပဲဆိုတော့ဘာသာတို့ဘောတို့မိမိတို့ရဲ့ယုံကြည်ခြင်းအမြင်မမာလင်းဖယားရှင်ရဲ့လမ်းရှင်အမှန်ကိုတော့မြင်နိုင်မှာမဟုတ်ပါဘူးအလားတူကျွန်တော်တို့ရဲ့ပြုအမူဒီသူတပားအတွက်အတူတူဆရာလားအမားကောက်ဆရာလားသူတပားအတွက်ကျင်လာမှုတွေ့ပြီးသလားနာကျင်မှုတွေ့ကျဲသလားသူတပားအတွက်ဒဏ်ရာရစီသလားဒဏ်ရာတက်တာစီသလားသူတပားအတွက်အားစီသလားမာမီစီသလားအလင်းဖြစ်စီသလားအတင်းဖြစ်စီတာလားပြန်လဲသုံးသပ်ပြီးတော့ပဂတိအရှိကိုအရှိတိုင်းကျွန်တော်တို့ရဲ့တခင်ခရစ်တော်ဘဝကြည်မှန်တဲ့ကနေမိမိကိုယ်ကိုပြန်လဲကြည့်ပြီးတော့သုံးသပ်လို့လိုအပ်ပါတယ်အဲ့လိုပဲမကြည့်မမြင်ပဲမိမိတို့ထင်ရဆိုင်မယ်ဆိုရင်တော့ငါမြင်ငါဆိုင်စကားရောက်ငါဒီငါသူပကိုးရောက်ဆိုသလိုဖြစ်ချီအောင်မယ်ဘာသာသူတို့ဒီကနေ့သစ္စာပြုတဲ့တိရရှင်များဟာမိမိတို့ရဲ့အစွမ်းအစကိုအားကိုးပြီးသစ္စာဆိုတာကြားတာမဟုတ်ပါဘူးဘုရားသခင်ရဲ့ကြည်တော်နဲ့ဘာသာသူတို့ရဲ့ဆုတောင်းပြီးခြင်းကိုမိခိုအားကိုးကြတာမို့လို့မိမိတို့ပြုမဲ့ဂရိတိဆန်နဲ့အငူညီအသက်ထက်ဆုံးဘုရားရဲ့မှုတော်ကိုထမ်းဆောင်နိုင်ကြဘူးဝိုင်းဝန်းဆုတောင်းပေးကြပါကျွန်တော်တို့အဲ့လိုဆုတောင်းခြင်းအဖြစ်ဒီကနေ့ပရမကျမ်းစာမှာဂျေရုဆလမ်ဇိုင်းလို့ပြောတဲ့အချိန်မှာမေရိုဒခေမနဲ့ကျွန်တော်ဒီကနေ့အမိအတင်းတော်ကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့တွေဖယားတခင်ရဲ့အလိုတော်အတိုင်းကျင့်ကျင်သွားမယ်ဆိုရင်သူတပားကိုဘဝနီယောင်ချီပေးနိုင်တယ်ဆိုရင်သူတပားကိုဘဝရဲ့အတိပဲစားလို့ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့တွေလည်းပဲဒီကနေ့ခရစ်ယာန်ကျူးဖြစ်တာခရစ်ယာန်ဖြစ်ရတာအကျိုးနတ်မှာဖြစ်ပါတယ်ဘာသာသူတို့သာသနာတုတ္တရတုတ္တကြောင့်လို့ဆောင်တဲ့နေရာမှာဆုတောင်းခြင်းအဖြစ်တမကပဲဆရာတော်မယားဘုန်းတော်ကြီးများကိုရင်တီလာရှင်များဓမ္မဆရာများနဲ့အတူဘာသာသူများလည်းပဲကြာရကန္တအတိတိမကိုင်းကျွန်းမီကျွန်းကိုင်းမီရှိတို့မန်မန်ဟန်ချစ်ညီညီတက်ညီလက်ညီနဲ့တက်လန်ချမာတာသာသနာတော်ကြီးသူတက်ခိုင်မဲလိုက်ပြီးမူကောင်းကင်ကိုဒီလောကမှာခေါ်ယူနိုင်မှာဖြစ်ပါတယ်ဒီပွဲအပြီးမှာ
မေတော်နဲ့အတူတန်ရောဟာလို့အိမ်ပြန်ကြပါမိမိတို့မိသားစုမိမိတို့အဖွဲ့အစည်းနဲ့မိမိတို့ဘဝမှာမေတော်နဲ့အတူဆုတောင်းကြပါအမှုတော်ထမ်းဆောင်ကြပါမိုင်ဝင်းရင်ချမ်းစီမေတော်ပွဲတို့ဘုရားဖူးကြောရောက်လာကြသူအပါးတဲ့ရောက်တဲ့အပေါ်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာဖျားဖျားတက်ရောက်ပါစေလို့ဆုမွန်ကောင်းတောင်းရင်ဏိကုံးချော့အပ်ပါတယ်